ခုကျွန်တော်ပြမှာကြတော့ကျွန်တော်တို့ဒီ Windows 11 Pro မှာကြတော့ disk PC တို့အမိုက်ပုံးတို့ပျောက်နေလို့ရှိရင်ပြန်ဖော်တဲ့နည်းလေးပါပထမဦးစွာကျွန်တော်တို့က disk PC နဲ့ဒီအမိုက်ပုံးပျောက်နေရင်ဘယ်လိုလုပ်ရမလဲဆိုကျွန်တော်တို့ကဒီ desktop ပေါ်မှာ right click ထောက်မယ်ထောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ personalize set တွားမယ်တွားပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ theme head တွားမယ်တွားပြီးလို့ရှိရင်ဒီအောက်ဆုံးလေးမှာ desktop icon setting နဲ့တွားမယ်တွားပြီးလို့ရှိရင်ဒီမှာပေါ်လာပြီဒီမှာပေါ်လို့ရတဲ့ဟာ5မျိုးရှိတယ်ဒီမှာဒီဘက်3မျိုးဒီဘက်2မျိုးစုစုပေါင်း5မျိုးပေါ်လို့ရတယ်အဲ့တော့ကျွန်တော်ဟာကြတော့ဒီအခုပေါ်ထားတာကြတော့3ခုပဲပေါ်ထားတာဒီအကယ်၍ disk PC တို့အမိုက်ပုံတော့ပျောက်သွားလို့ရှိရင်ဘယ်လိုဖော်ရမလဲဆိုဒီအကောင့်ကိုပေါ်ချင်တဲ့ဟာကိုအမှန်ရှစ်ပေးပြီး okay ပေးလိုက်လို့ရှိရင်ရသွားပြီပြီးသားပြန်ထွက်တာပေါ့ကွာဒါက disk PC မှာညာဖော်တာအမိုက်ပုံဖော်တာနောက်တစ်ခုကြတော့ကျွန်တော်တို့အများအဖြစ်ဖြစ်တာကြတော့ကျွန်တော်တို့ဒီ disk PC တဲ့ပေါ့ကွာဒီထဲမှာတချို့တော်တော်များများနှိပ်တာမာလို့ရှိရင်နှိပ်တာမာတာလည်းဖြစ်နိုင်တယ်ပေါ့နော်အများအဖြစ်အဲ့လိုအချင်းရှိတယ်ဒီဘက်ချမ်းရဒီပယ်ဘက်ချမ်းရဟာကိုကျွန်တော်တို့ကဖြောက်ပလိုက်ခြင်းတယ်ဖြောက်ပြီးပြန်ဖော်ဘယ်လိုပြန်ဖော်ရမလဲဆိုကျွန်တော်တို့ကဒီမှာ view ရှိတယ် view တွေတွားမယ်တွားပြီးလို့ရှိရင်ဒီ show တွေတွားမယ်တွားပြီးလို့ရှိရင်ဒီမှာ navigation pane ကိုကျွန်တော်တို့အမှန်ရှိဖြုတ်လိုက်လို့ရှိရင်ဒီဘယ်ဘက်ချမ်းဟာဒီအကုန်ပျောက်သွားပြီပြန်ဖော်ခြင်းကျွန်တော်တို့ကဒီ view တွေတွားမယ်ဒီ show တွေထပ်တွားမယ် navigation pane တွေကိုအမှန်ရှိပြန်ပေးလိုက်လို့ရှိရင်ဒီဘက်ချမ်းပြန်ပေါ်လာနောက်တစ်ခုကျဒီညာဘက်ချမ်းမှာပေါ်တာဟာကျွန်တော်ထောက်လိုက်လို့ရှိရင်ဒီညာဘက်ချမ်းမှာသူနဲ့တက်ဆိုင်တာဟာပေါ်လာခြင်းလဲဆိုကျွန်တော်တို့ကဒီ view တွေတွားမယ်ဒီ preview pane ကိုဖွင့်လိုက်လို့ရှိရင်ဒီမှာပေါ်လာပြန်ဖြောက်ခြင်းလဲဆိုကျွန်တော်ကဒီကနေတွားလို့မရတော့ဒီကနေပြန်တွားမှာ preview pane ကိုဒီရှေ့ပြန်နှိပ်လိုက်လို့ရှိရင်ဒီဘက်ချမ်းပြန်ပျောက်သွားတယ်နောက်တစ်ခါဒီလိုနှိပ်လိုက်လို့ရှိရင်သူ file size ဘယ်လောက်ရှိလဲသူ့ထဲမှာဘယ်လောက်kilobyte ရှိလဲဘယ်လောက် megabyte ရှိလဲဘယ်လောက် gigabyte ရှိလဲအသေးစိတ်ရှိချင်တယ်ဆိုရင်ဒီလိုထောက်လိုက်လို့ရှိရင်ဒီဘက်ပေါ်လာချင်တယ်ဆိုရင်ကျွန်တော်တို့က view တွေတွားမယ်တွားပြီး detail ပြီးဖွင့်လိုက်လို့ရှိရင်ဒီမှာ C ထောက်လိုက်လို့ရှိရင် C ရဲ့အသေးစိတ် Windows ရှိတယ်ဆိုဒီမှာ Windows ပုံစံပြမှာဒီမှာတို့ရဲ့ file size ကြတော့သူ့ရဲ့ total size ကြတော့ 60.1 gigabyte ရှိတယ်ဒီကောင် file system ကြတော့ new technology file system အကယ်၍အသေးစိတ်ထက်ကြည့်ချင်တယ်ဆိုရင်ဒီမှာ property ထက်တွားမယ်တွားပြီးလို့ရှိရင်ဒီမှာသူဒီကောင် C ရဲ့အသေးစိတ်ဒီမှာဖော်ပြတော့မှာဖြစ်ပါတယ်ဒီကြည့်ချင်တဲ့ D ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ D ရဲ့တက်ဆိုင်သမျှအကုန်လုံးဒီမှာပေါ်လာပြီဒီမှာကြတော့ D ကြတော့ 415 GB ရှိမယ် NTFS New Technology File System ကြတော့ဒါဖြစ်ပါတယ်အကယ်၍ခု file ကဘယ်လောက်ဒီ file size ဘယ်လောက်ရှိလဲကြည့်ချင်ထောက်လိုက်လို့ရှိရင်ဒီမှာပွင့်လာဒါ file ရဲ့ name ပေါ့ကွာအသေးစိတ်ကြည့်ချင်ကျွန်တော်တို့က property ထည့်ဝင်ပေးရမှာအဲ့ဒါမှကျွန်တော်တို့ကဒီမှာကြတော့သူ့ရဲ့ size ကြတော့ 1.889 GB ရှိတယ်ဒါကြတော့သူ့ရဲ့ file size ပေါ့ကွာကျွန်တော်ပြန်ထွက်လိုက်ဒါကြတော့ပြန်ဒီအသေးစိတ်ကြည့်ရပါကွာဒီဘက်ချမ်းကပေါ်နေလို့ရှိရင်ပြန်ဖြောက်ချင်တယ်ဆိုကျွန်တော်တို့ကဘယ်လိုပြန်ဖြောက်ရမှာလဲဆိုကျွန်တော်တို့ကဒီမှာတောက်မှာ detail pane ကိုကျွန်တော်တို့တစ်ချက်ပြန်နှိပ်ပလိုက်လို့ရှိရင်ပြန်ပျောက်သွားတယ်ဒါအများအပြားဖြစ်နေတာကြတော့ဘယ်ဘက်ချမ်းသိမ့်မဖြစ်တယ်ဒီညာဘက်ချမ်းဟာကြတော့တချို့ကရှောင်းနေတာပေါ့ရှောင်းနေဒီဘက်ချမ်းကပေါ်လာလို့ရှိရင်မဖြောင်းတဲ့ဘူးအခုကျွန်တော်ပြမှာကြတော့ Windows 11မှာပေါ့11 Pro Windows 11 Pro ကြတော့ဒီနည်းနဲ့သွားမှာဖြစ်ပါတယ်